အားလုံးမင်္ဂလာပါကျွန်တော် Priston 17ပေါ့နော် test package number 1ကိုကျွန်တော်တို့နံပါတ်20ကနေစပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ဒီမှာ scientists classify stars according to the following categories O B A F G KM ဆိုပြီးတော့သူရေးထားတယ် A stars category depends upon its spectral type spectral type ဆိုတာဘာကိုပြောတော့ဆို which is determined by its temperature သူ့ရဲ့အပူချိန်ရသတ်မှတ်တယ် the chart below show 5 star of different categories along with their temperature အဲ့တော့ star type O B A F G တွေရဲ့ temperature တွေကိုကျွန်တော်တို့ရေးပြထားတယ်ဒါပေမဲ့ in degree Fahrenheit ပေါ့နော်ဒါပေမဲ့သူဆက်ရေးထားတယ်ပေါ့နော် however rather than measuring star temperature in degrees Fahrenheit scientists typically measure star temperature in units of Kelvin. The conversion from Kelvin to Fahrenheit is given by following formula. K is equal to 5 by 9, F minus 32 plus 273. အဲ့တော့ကကျွန်တော်တို့ကဒီမှာ temperature scale ကိုကျွန်တော်တို့ Fahrenheit နဲ့တိုင်းတာရှိတယ် Kelvin နဲ့တိုင်းတာရှိတယ်အဲ့တော့သူကအကျယ်လေးရဲ့မျိုးစားကိုသူတို့ရဲ့အပူချိန်နဲ့တိုင်းတာလို့ပြောတာเนาะအဲ့တော့သူတို့အပူချိန်တွေရဲ့ဒီ star type တွေ O B A G F G တွေရဲ့အားတွေကိုသူရေးပြထားတယ်အဲ့မှာလည်း temperature တွေလည်းကျွန်တော်ရေးပြထားတယ်ကျွန်တော်ဒီမှာအထူးပြုပြောချင်တာကတော့ဒီစလုံးလေးတွေပေါ့နော် classify အတန်းအစားအမျိုးအစားသတ်မှတ်သည့် categories အမျိုးအစားအတန်းအစား determine အဆုံးဖြတ်ပေးသည်ဖန်တီးသည် conversion ပြောင်းလဲမှုအဲ့ဒီရဲ့ meaning စီကိုတော့ကျွန်တော်ရစီခြင်းပါတယ်အဲ့ meaning စီကိုမရဘဲနဲ့ပေါ့ဒီဘလုံးကြည့်ပြီးတော့ဒီအဖြေမှန်ရတယ်ဆိုအဲ့လိုကြော်သွားလို့ရှိရင်တော့နောက်ဥစ္စာတွေမှာဖတ်နိုင်မှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီပု္ပ္ပစာလေးကလွယ်လေးပါเนาะအဲ့တော့သူကဒီပု္ပ္ပစာမှာသူကเนาะပု္ပ္ပစာကိုဆက်ကြည့်မယ်ဆိုရင်သူကဒီ what is the approximate temperature of the A type you know A type star in Kelvin เนาะဒီ A type star လေးရဲ့เนาะအပူချိန်ကို Kelvin နဲ့တွက်ခိုင်းတာဘာမှမခက်ပါဘူးဒီညီမချင်းမှာ A ရဲ့ဒီဟွာပေါ့เนาะဒီsorry A ရဲ့ဒီ A ရဲ့4839ဆိုတဲ့ဒီ value ကို F ထဲမှာသွင်းပြီးတော့အစားထိုးတွက်လိုက်ရင်တော့ကိုလိုချင်တဲ့အဖြေရပါလိမ့်မယ်။နော်ဖြေမှန်က 20D ပါနော် 20D ပါကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါမယ်။ဒီမှာတော့ရေးပြထားတယ် question 21 and 22 refer to the following graph အောက်ဖော်ပြပါပုံကိုတဲ့နော်ဒီရည်ညွှန်းပါပေါ့နော် question 21 and 22ကအဲ့တော့အောက်ဖော်ပြပါပုံရည်ညွှန်းမယ်ဆိုဒီပုံကဘာကိုဆွဲထားတာလဲပေါ့နော် time ဒီမှာက h ဝင်ရိုးမှာ time နဲ့ဆွဲထားတယ်နော် second စီပေါ့နော်ဒီ 1 ဝင်ရိုးမှာတော့ amplitude နဲ့ဆွဲထားတယ်သူက wave ပေါ့လှိုင်းပေါ့နော် wave that faulted tidal wave ဆိုတာကကျွန်တော်တို့ဒီ tidal wave ပေါ့နော် tidal wave ဆိုတာကဒီလှိုင်းပေါ့နော်ဆူနာမီလှိုင်းကိုပြောတာနော်အဲ့တော့ seismic အဲ့တော့ဒီမြေကြီးထဲမှာအောက်ကွေ့ဖြစ်တဲ့လှိုင်းတွေကိုတိုင်းတာအဲ့ဒီတိုင်းတဲ့ပစ္စည်းကိရိယာက tidal wave seismometer လို့ခေါ်တယ် readings the earth motion from the earth motion ကဘာကြီးရဲ့ကဘာမြေပြင်ကြီးရဲ့လှုပ်ရှားမှုအဲ့တော့နှစ်နေရာမှာလှုပ်ရှားတာကိုသူကနိုင်ရှင်ပြထားတာ Fort City မှာFort City မှာဟာလား February 17 2000မှာရှိတဲ့နော်အတိုင်းတာနဲ့ Nicaragua မှာဖြစ်တဲ့အတိုင်းတာကိုသူကနိုင်ရှင်ပြထားတာနော်fault ဆိုတာကဟောကင်းထုတ်တယ် tilt ဆိုတာတိမ်ဆောင်ခြင်းပေါ့နော်အဲ့တော့question 21 and 22မှာကကျွန်တော်တို့နားလည်ဖို့ဆိုမယ်ဆိုရင်เนาะဒီကျွန်တော်တို့ကဒီဟိုပါဗောเนาะဒီအောင်နားလည်ဖို့လိုတယ် amplitude ကိုနားလည်ဖို့လိုတယ်เนาะ with that faulted tidal wave seismometer reading from earth motion from the Fortis city quake เนาะအဲ့တော့ R1 then do's เนาะအဲ့တော့ကျွန်တော်ဒါ question 22เนาะအဲ့တော့ဒီ question 21မှာကိုဆက်ကြည့်မယ် according to the information about which of the following statement is true ဘယ် statement ကကျွန်တော်မှန်ကန်တယ်လို့ပြောတာ A ကဒီ Nicaragua မှာရှိတဲ့ဒီဟိုပါဗောနော်ကျွန်တော်တို့ amplitude ဆိုတာဒီအမှန်လေးကိုပြောတာနော်ဒီ line အမြင့်ကိုပြောတာအဲ့ဒီ amplitude က Fort City မှာရှိတဲ့ amplitude တဲ့သူကမြင့်တယ်လို့သူကပြောတာတကယ်တမ်းကျတော့ဒီ Fort City မှာရှိတဲ့ဒီဟိုဟာကဒီ amplitude ဘက်မှာပုံမြင်တာဗောနော်နောက်တစ်ခါ C က a seismometer was used to measure the Nicaragua quake but was not used to measure the Fort City လို့ပြောတာမဟုတ်ဘူးเนาะသူကနှစ်ခုလုံးကိုကျွန်တော်တို့က seismometer နဲ့တိုင်းတာเนาะအဲ့ဒါကြောင့်မလို့နံပါတ် C ဒီ relevant မဖြစ်ဘူး
နောက်ကကြတော့ဒီ long period surface wave at the point R1 were larger during Niagara quake than during the Fawcett quake ဆိုပြီးပြောအဲ့ဒါကဒီ R1 R2 မှာနော်ကျွန်တော်တို့ Niagara earthquake ကနော်အဲ့ R1 မှာနော် Niagara က during the Fawcett နော် wave at the ဟုတ်ပြီလားနော်အဲ့တော့ Niagara ကပိုပြီးများတယ်လို့ဟိုပြောတာနော် Fawcett ဟုတ်ပြီနော်အဲ့တော့ဒါကိုဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကနော်ဒီလှိုင်းအမြင့်အားကျွန်တော်တို့ကဒီ main earthquake ဖြစ်တဲ့အချိန်မှာလှိုင်းအမြင့်အားကျွန်တော်တို့ Fawcett ကအများဆုံးပေါ့နော်အဲ့ဒါဖြေကိုဆက်ကြည့်ပါမယ်နော်အဖြေမှန်က 21B ပါ 21B ပါအဲ့တော့ဒါကိုနားလည်ဖို့ဆိုရင်ဒီဖြေကိုဖြေနိုင်ဖို့လို့ဆိုရင်ဒီလှိုင်းပုံလေးပေါ့နော် amplitude လေးကိုကျွန်တော်သိထားရင်ကောင်းပါတယ်အဲ့တော့20နှစ်မှာတော့ select the point ပေါ့နော်အမှတ်လေးကိုရွေးချယ်ပေးပါတဲ့ on the graph there will be of the most importance in foretelling an earthquake in Niagara နော်အဲ့တော့ဒီမှာကျွန်တော်တို့အမှတ်ကလေးကိုချစ်ပေးရမယ်Niagara က earthquake ရဲ့ဒီဖြစ်စဉ်အမှတ်မှာကျွန်တော်အရေးကြီးဆုံးအမှတ်ကလေးကိုအမှတ်နေရာကိုတဲ့ write the H on the graph မှာချက်ပေးပါ R1 မှာချစ်မလား R2 မှာချစ်မလား R3 မှာချစ်မလား R4 မှာချစ်မလား R5 မှာချစ်မလားနော်အဲ့ဒါကိုမေးတာဒါ logical question လေးပါနော်ဒါဒီပါလဲဆိုတော့မြေကလင်လုတ်တဲ့ဒီလှိုင်းတွန်းပုံစံတွေကိုလှိုင်းပုံစံတွေကို amplitude လှိုင်းရဲ့အမြင့်တွေကိုအချိန်နဲ့ဆွဲပြတာပေါ့နော်အဲ့တော့နားလည်ဖို့ကဒီနေရာမှာတော့ဒီမှာရေးထားတဲ့ main quake ပေါ့နော်ဒါဖြစ်သွားပြီ R2 မှာဖြစ်သွားပြီ main quake R2 မှာဖြစ်သွားတယ်မဖြစ်သေးတာ R1 မှာဖြစ်တာ R3 ကဖြစ်သွားတဲ့နေရာမှာ R4 ကလည်းဖြစ်ပြီးပြီ R5 ကလည်းဖြစ်ပြီးပြီအဲ့တော့နော် test taker တွေနဲ့ဘယ်ဟာအရေးကြီးတယ်လို့ထင်ပါတော့နော်အဲ့ဒါအလွန်တရာမှယူရှင်းတဲ့အဖြေတစ်ခုပါဘာကြောင့်မလို့ဒီ foretelling လို့သုံးအောင်ဆိုတော့ကြိုတင်နမိတ်ဖတ်တယ်ကြိုတင်သိကျင်တာပေါ့နော် R1 မှာဖြစ်တာကိုသိတယ်ဆိုရင်ကျွန်တော်တို့အချိန်ရှိတာပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ကြည့်မယ်ဆိုရင်အရေးကြီးဆုံးမှတ်သည်ကျွန်တော်တို့ R1 မှာနော်ကိုယ်မဖြစ်ခင်ကကြိုတင်သိတာကိုယ့်တန်ကြီးရှိတယ်လीနော်အဲ့ဒါလေးပြောတာအဲ့တော့ဒါမှကြည့်မယ်ဆိုရင် R1 မှာပေါ့နော် R2 ကတော့ဒါဖြစ်သွားပြီနော်အဲ့မှာကျွန်တော်တို့တွေ့ရမလား15မိနစ်အချိန်ရတယ်နော်အဲ့တော့အဖြေမှန်သည်ကျွန်တော်တို့ R1 မှာနော်အဲ့တော့ဒီပုဒ်စာလေးကိုကျွန်တော်ဆက်ဖတ်ပြမှာမယ်နော်23နဲ့24ဟာ following article အောက်ပါဆောင်းပါးလေးကိုအခြေခံမယ် for years and paleontologists have debated whether the archaeotrophy creature that lived 150 million years ago လွန်ခဲ့တဲ့နှစ်သန်းပေါင်း150မှာနေခဲ့တာ was an early species of bird on a dinosaur spent most of the time on the ground နော်အဲ့တော့မြေပြင်ပေါ်မှာပဲအခြေချခဲ့တယ်ပေါ့ဒီပေါ့ archaeotrophy ဆိုတဲ့ terry ဆိုတဲ့အကောင်လေးဟာတဲ့သူကဒီနော် dinosaur bird ဒါမှမဟုတ် dinosaur အခြေခံခဲ့တဲ့အဖြစ်ပဲသူ့ရဲ့ဒီအမွှေးတောင်တွေအားလုံးဟာတဲ့နော် limited use နော်အကန့်အသတ်နဲ့ပဲသုံးနိုင်တယ် they say သူတို့ပြောချင်တာက could not sustain flight ကြာသူမပြနိုင်ဘူးတဲ့နော်နောက်က ornithologists ဆိုတာကငှက်တူပဲအထူးလေ့လာတဲ့ပညာရှင်တွေ on the other hand believe that archaeotrophy was first and foremost a bird ငှက်တကောင်ဖြစ်ခဲ့တယ် as evidence နော်သက်သေအနေနဲ့ they point to fossil remains the creature that show its claws were carved so that it could perch on tree limbs perch ဆိုတာကအိတ်တန်းတက်တာနော် carved claw would have prevented the animal အဲ့လိုအကောက်ဖြစ်နေတဲ့အခါကျတော့သူကမြေပြင်ပေါ်မှာလမ်းမလျှောက်နိုင်ဘူး walking or running quickly on the ground according to the paleontologists နော် archaeo was incapable of မစွမ်းဆောင်နိုင်ဘူးအဲ့တော့ဒီ meaning လေးတွေကိုရဖို့လို့နော် capable စွမ်းဆောင်နိုင်တော့ incapable မတတ်စွမ်းနိုင်ဘူးနောက်ကကြတော့ paleontologist ကြောက်ဖြစ်ပညာရှင် ornithologists a person who study of the expert on birds နော် perch ကျန်ကိုင်းနော် sustain တည်တံ့စေသည်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီဟာကိုအဖြေမှန်ကိုရေးပြရပါမယ်အဲ့တော့ကျွန်တော်တို့ဒီအဖြေမှန်ကိုကြည့်ပါမယ်အဖြေမှန်ကကျွန်တော်23က C ပါနော် C ကဘာကြောင့်လဲဆိုတော့သူမှာကနော်ဒီမှာသူရေးပြထားတယ်လေနော် sustain flight ပေါ့နော်ဒီနေရာမှာက
flying နဲ့ flight နဲ့အတူတူပဲเนาะအဲ့တော့ vocabulary လေးတွေချိန်သွားတာပေါ့เนาะဒါလေးတွေကိုကြွညမ်းကျင်ကျင်နဲ့နားလည်ဖို့လိုလိမ့်မယ်ဘာလို့လဲဆိုတော့ဒီမှာလဲဖြေမယ်ဆိုရင် according to the paleontologists ရေးတဲ့ဟာကိုပဲသူတို့ကကြည့်မှာเนาะ paleontologists ရေးတဲ့ဟာကိုပဲကြည့်မှာအဲ့ဒါဆိုရင်တော့သူကဒီမှာ sustain flight เนาะမပြန်နိုင်ဘူးလို့သူကရေးတာအဲ့ဒါဆိုရင်ကျွန်တော်တို့က flying ကိုကိုစားပြုပြီးတော့ဖြေသွားပါမယ်နောက်ပြီး24မှာတော့ according to the theory advanced by ornithologists ငှက်တွေကိုပဲအထူးပြုလေ့လာတဲ့ပညာရှင်တွေရဲ့ဒီထပ်တိုးပြီးတော့လေ့လာခဲ့တဲ့ theory ရ which of the following is most likely to have been a modern day descendant of the archaeotherapy ပေါ့နော် descendant of နော် archaeotherapy ဘယ်ကနေပြီးတော့ဆင်းသက်လာတာလဲလို့ပြောတာ modern day descendant ပေါ့နော်အဲ့တော့ဒီကောင်လေးတွေပေါ့နော်အဲ့ဒီကောင်ဘယ်ကဆင်းသက်လာတာလို့မေးတယ် the lizard the alligator the crow the mosquito အဲ့တော့ကျွန်တော်တို့ကဒီမှာစာပိုက်ကိုဖတ်မယ်ဆိုရင် ornithologist ကိုပဲဖတ်မယ် ornithologist ကိုဖတ်မယ်ဆိုတဲ့အချိန်မှာသူရေးပြသွားတယ်เนาะဒီ ornithologist မှာเนาะဘာရေးလဲဆိုရင် ornithologist on the other hand เนาะ archaeotherapy was first and foremost a bird ပထမဦးဆုံးအနေနဲ့ငှက်ကလေးဖြစ်တယ်လို့ငှက်မျိုးစိတ်ကဆင်းသက်လာတယ်လို့ရေးတယ်အဲ့တော့ကျွန်တော်တို့အဖြေကိုကြည့်မယ်အဖြေက 24C ပါเนาะဘာကြောင့်လဲဆိုတော့သူရေးထားတဲ့ပထမစာမျက်နှာမှာလဲ ornithologists on the other hand believe that เนาะ archaeotherapy was bird เนาะငှက်တကောင်ဖြစ်တယ်လို့သူရေးပြသွားတယ်အဲ့တော့ပထမဆုံးက crow ကြီးကန်းဆိုတာကိုမသိဘူးဆိုရင် 24C ကဖြေလို့ရမှာမဟုတ်ဘူးเนาะအဲ့တော့ဒီမှာကတော့25ပေါ့เนาะဒါ motion ကို in science work is defined as the component of force parallel to motion multiplied by displacement အဲ့တော့သူက force ကိုမေးတာပါ force နဲ့ work done ရဲ့ equation work done is equal to ဘာဖြစ်လဲဆိုတော့ကျွန်တော် force into displacement เนาะဒါပဲရေးတာဒါပေမဲ့အဲ့ဒီပစ္စည်းကိုတင်တဲ့ one reason that individual use rams ဆိုတာကဒီကုန်းဆောင်ကိုသုံးတာပေါ့နော် rather than lifting heavy item straight up is that using a ram increase total displacement but reduce the amount of force required to move an object by exactly the same amount as increase in displacement เนาะဒီနေရာမှာကောင်မလေးနဲ့ကောင်လေးကိုကြည့်ပါဒီပစ္စည်းကိုဒီလိုမတယ်မှာဒီကောင်လေးကတော့ဒီအာတာတော့သူကတခါတည်းဒီကိုမပြီးတော့တင်းလိုက်လို့ရတယ်ကလေးမလေးကြတော့အဲ့လိုမတင်ဘူးဒီပစ္စည်းလေးကိုဒီ ram ဆိုတဲ့စောင်းစောကိုသုံးပြီးတော့ဒီကိုအပေါ်တင်တဲ့အတွက်သူ့ရဲ့ဒီမှာကတော့ distance ကတိုးတယ်ဒီမှာကတော့ distance ကရှည်တယ်เนาะဒီမှာကတော့ mass တွေကအတူတူပဲ weight တွေကအတူတူပဲအဲ့တော့သူဒါပေမဲ့ကောင်မလေးဆက်ရတဲ့အားကနည်းသွားတယ်ဒါပေမဲ့အရှည်များသွားတယ်ကောင်လေးမှာကဒီပေါ့အမြင့်ကတူတူလေးဒါပေမဲ့သူစိုက်ထုတ်တဲ့အားကများတယ်အဲ့ဒီခါကျတော့သူကဒီမှာကအဲ့တော့ဘာဖြစ်လို့အဲ့လိုလုပ်တာလဲလို့ပြောရင်တဲ့ one reason that individual use ram or rather than lifting heavy item တွေကိုတော့တခါတည်းမမပဲနဲ့ဘာလို့ဆိုတော့ခုနကုန်းဆောင်လေးနဲ့သုံးပြီးတော့မတင်လိုက်တယ်အဲ့လိုကုန်းဆောင်လေးနဲ့သုံးပြီးမတင်တဲ့အတွက်ကိုဒီကုန်းဆောင်အတိုင်းသူမတင်ရတဲ့အတွက်ကိုအလျားကတော့ပိုလာတယ် distance ကပိုလာတယ်သို့တော့သူစိုက်ထုတ်ရတဲ့အားနည်းတယ်เนาะအဲ့ဒါဆိုရင် according to the information in the paragraph ဒီ paragraph မှာဆိုရင်တော့ကျွန်တော်တို့ using the ram with the frictionless surface will help which of the following effects အဲ့တော့ပုံလေးကကျွန်တော်နားလည်အောင်ထည့်ပြီးတာเนาะတကယ်တမ်းကျဆောင်းမွေးမှာပုံထည့်မပြီးတာပါဘူး the total amount of work required to move an object will decrease เนาะအဲ့တော့ဒီပစ္စည်းတစ်ခုကိုရေးဖို့အတွက်ကိုเนาะစုစုပေါင်းလုပ်ငန်းပမာဏအားကျဆင်းသွားတယ် total amount of work required to move an object will increase เนาะဒီပစ္စည်းတဲ့ဒီပေါ့เนาะလုပ်ငန်းပမာဏအားတိုးလာတယ် total amount of work required to move an object will remain the same เนาะအဲ့တော့ဒီthe amount of work required to move an object will initially increase but will later decrease เนาะအဲ့လိုသူရေးပြသွားတဲ့အချိန်မှာသူကအဖြေမှန်ရေးတဲ့အချိန်မှာ25က C ပါเนาะလိုအပ်တဲ့ဒီ work load ကတော့မပြောင်းလဲသွားဘူး that's the net product of force time displacement should not change the correct answer is the choice C ဆိုပြီးတော့သူရှင်းသွားပါတယ်အဲ့တော့ဒီမှာ ram မှာကတော့ဒီအလျားတော့ပြောင်းသွားတယ်သို့တော့စိုက်ထုတ်ရတဲ့အားနည်းသွားတယ်လျားရှည်တယ်ဒီမှာစိုက်ထုတ်ရတဲ့အားများတယ်အလျားတိုးတယ်เนาะအဲ့တော့ဒါပေမဲ့ work done ကမပြောင်းလဲပါဘူး